For every parent, choosing a boarding school means choosing a second home for their child. မိဘတိုင်းအတွက် boarding school တစ်ခုရွေးချယ်တာကိုယ့်ကလေးအတွက်ဒုတိယအိမ်လေးတစ်ခုရွေးချယ်ပေးရမယ်တူပါတယ် Welcome to Teacher Su Boarding School. It's not just about education, it's about building a better future for every student. Teacher Su Boarding School ကပညာရေးတစ်ခုတည်းမဟုတ်ပဲကလေးတွေရဲ့အနာဂတ်ကိုပြုစုပြောင်းထောင်ပေးနေတဲ့နေရာလေးတစ်ခုဖြစ်ပါတယ် Here, students they don't just study, they learn collaboration skill, they discover professional skill, and they grow together. ဒီနေရာမှာကျောင်းသားတွေကစာသင်ရုံတင်မဟုတ်ပါဘူးပူပေါင်းဆောင်ရွက်ကြမယ်ဝါသနာတွေရှာဖွေကြမယ်ပြီးတော့အတူတူကြည်ပြင်းလာကြမယ် This is the girl floor, a safe and comfortable living space, specially designed for female students. မိန်းကလေးကျောင်းသူတွေအတွက်လုံခြုံပြီးတတောင့်တတရှိအောင်တည်တံ့စီစဉ်ထားပါတယ် After classes, students can relax here, study together, or spend time with friends. တန်းချိန်နေပြီးတော့ရင်ဒီနေရာမှာတူတူနားယူကြမယ်။စားတူတူလုပ်ကြမယ်။တငယ်ချင်းတွေနဲ့တူတူအချိန်လေးကုန်ဆုံးကြမယ်။ The bedrooms are clean, comfortable, and feel just like home. အိမ်ခန်းတွေကတန့်ရှင်းတယ်၊နှွေးထွေးတယ်ပြီးတော့အိမ်လိုမျိုးခံစားရမယ့်နေရာတစ်ခုပါ Every detail is thoughtfully prepared for students' comfort. ကျောင်းသားတွေရဲ့နေထိုင်မှုစင်ပြေစေဖို့အသေးစိတ်ဂရုစိုက်စီစဉ်ထားပါတယ် This is the boy floor. This is a place where students build friendship, gain confidence, and become more independent. ဒီနေရာမှာတငယ်ချင်းအသစ်တွေပို့ရလာပြီးတော့ကိုပို့ပြီးယုံကြည်မှုရှိလာမယ်ပြီးတော့ပို့ပြီးတာဝန်ယူတတ်လာမယ် Teacher Su Boarding School, it's more than just a place to stay. It feels like a family. Teacher Su Boarding School ကနေဖို့နေရာတစ်ခုဆိုတာထက်မိသားစုလိုခံစားစေမယ့်နေရာတစ်ခုပါ At Teacher Su, students enjoy a balanced lifestyle, focused learning, healthy activities, and unforgettable memories. Teacher Su မှာကျောင်းသားဘဝကို balance ဖြစ်အောင်ဖန်တီးပေးထားပါတယ်။အာရုံစိုက်ပြီးလေ့လာမယ် activities တွေမှာပါဝင်မယ်ပြီးတော့အမတ်တရကောင်းတွေဖန်တီးကြမယ် For parents, peace of mind matters the most. That's why every student here is guided, supported, and cared for like family. မိဘတိုင်းအတွက်အရေးကြီးဆုံးကစိတ်ချရဖို့ပါ။ဒါကြောင့်ဒီမှာရှိတဲ့ကျောင်းသားတိုင်းကိုဂရုစိုက်ပေးတယ်၊လမ်းညွှန်ပေးတယ်ပြီးတော့မိသားစုလိုနွေးနွေးထွေးထွေးစောင့်ရှောက်ပေးပါတယ် Teacher Su Boarding School, a safe place to learn, grow, and belong. Teacher Su Boarding School, လေ့လာဖို့ကြည်ပြင်းဖို့ပြီးတော့အနာဂတ်ရည်မှန်းချက်ကိုရှာဖွေတွေ့ရှိဖို့